ကျွန်တော်ပြောမယ်ငွေရှာတဲ့အခါကျရင် trend နေတော့အရန်မလိုက်ပါနဲ့ဒီ trend နေမရှိတော့ရင်တော့ငါ့ရဲ့ဘဝသက်ဆက်မှာအရေးချင်းတစ်ခုနဲ့ရှိနေနိုင်မဲ့ပတ်စံရှာတဲ့ဒီနောက်ကိုလိုက်ပါငါပညာရောက်ဘဲချင်းရောက်ငါမှဒီအရေးချင်းတစ်ခုရှိပြီဆိုရင်ဘယ်တော့မှထွေးမကတဲ့ skill ကိုကျွန်တော်ဘက်ကလေ့ကိုလေ့လာပါလိမ့်မယ်အခုခေတ်မှာ trend နေပေါ်နေတော့လိုက်လုပ်လိုက်တယ်အခုခေတ်မှာဒါတွေကခေတ်စားနေလို့ငါဒီနည်းလောက်လိုက်လုပ်ကြည့်လိုက်မယ် no ကျွန်တော်ပြောမယ်အခုရောက်နေတဲ့ digital ခေတ်ကာလရေးထဲမှာဘယ်တော့မှတင်ကောင်းမသွားမယ်ဘယ်တော့မှပျောက်ဆုံးမသွားမယ် skill တွေက digital marketing မှာပဲ internet တွေပေါ်လာပြီးနောက်ပိုင်းကတည်းကကျွန်တော်တို့ online မှာဈေးရောင်းချတဲ့နည်းလမ်းတွေ marketing လုပ်တဲ့ပုံစံတွေ content တွေရေးတယ်ဆိုတာ video ရိုက်တယ်ဆိုတာစဉ်းစားကြည့်အခုဒီနှစ်တွေဘယ်လောက်ကြာပြီလဲခုဒီရှိနေစေပါပဲပေါ်လိုက်ပြောက်လိုက်မဟုတ်ဘူးကျွန်တော်တို့ကျွမ်းကျင်တယ်လို့ကိုအရေးချင်းရှိရင်ရှိသလားဈေးကွက်ထဲမှာနေရာတော့အမြဲတမ်းရှိပါတယ်ကျွန်တော်တို့ဘက်ကအတိကအယုံဆက်ပြီးလုပ်မယ့်ရတယ်ကွာပါလဲဆိုတော့ငါဒီ skill ကိုဘယ်လောက်ကျွမ်းကျင်ဖြစ်အောင်လုပ်မှာလဲဒါကိုပဲကျွန်တော်တို့အတိကမြင်ရမှာပါ